အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပေါ့နော်ပဲပဲပေါင်းလေးနဲ့ကစောရွက်လေးနဲ့ရောကြော်ပြမှာပါရှင်ကစောရွက်လေးနဲ့ပဲပဲပေါင်းလေးရပေါ့နော်အရန်စားလို့ကောက်လို့ဒီနေ့ပြန်ကြော်စားတာပါရှင်အခုစီလေးပူလာအောင်စောင့်နေရပါတော့စီလေးပူလာနဲ့ပေါ့နော်ဒီကြက်တော့ဖြူလေးကိုထောင်းထားဟာလေးထည့်ပါမယ်ရှင်ကျက်တော့ဖြူလေးအယောင်လေးရဲလာအောင်စောင့်နေပါတယ်ရှင်ကဲအယောင်လေးလည်းနည်းနည်းရဲလာပြီဆိုရင်ပေါ့နော်ကစောရွက်လေးနဲ့ပဲပေါင်းလေးနဲ့ထည့်ပါမယ်ရှင်သူ့ဘောနော်အဖောက်လေးခဏလောက်အုပ်ထားပါမယ်ရှင်သူ့စားလေးထည့်ပါမယ်ရှင်ဒါလေးကအချိုးမဟုတ်ပါကဲအခုဆိုရင်ပေါ့နော်ချက်သွားပါပြီရှင်အရင်ကြီးလည်းအน้อยမလုပ်ပါဘူးရှင်ဘာလို့အရင်ကြီးน้อยလည်းစားလို့မကောက်ပါဘူးအရင်น้อยစားလို့မကောက်လို့ပါနော်ဒီမှာအရင်ကြီးအကျိတ်တော့မကြော်ထားပါဘူးနည်းနည်းလေးအရင်ကျက်သွားရင်စားလို့မကောက်လို့ပါ